အလဲအပြောင်းတွေကြားမှာမာကတ်စ်ကသူ့သားမှာပုံမှန်မဟုတ်တာတစ်ခုခုရှိနေပြီဆိုတာသတိထားမိလာပါတယ်။မိနစ်ပိုင်းကတော့သူ့သားဟာချိန်ညှိမှုတွေအသေးစားပြင်ဆင်မှုတွေနဲ့အဆင်ပြေခဲ့တာပါအခုတော့လှည့်ကွက်တိုင်းကပြတ်သားပြည်စုံနေပြီဖြစ်ပါတယ်။ထူးခြားတဲ့အရာတွေကိုဘေးမထားနိုင်တဲ့သူ့သားကိုကြည့်ရင်မာကတ်စ်ကတိတ်ဆိတ်စွာတက်ပြင်းချလိုက်ပါတယ်။မီယာနဲ့အတူဒုတိယကလေးတစ်ယောက်ရှိဖို့ဆုံးဖြတ်ခဲ့ချိန်မှာပိုပြီးအေးဆေးတဲ့ကလေးတစ်ယောက်ရမယ်လို့မျှော်လင့်ခဲ့ကြတာပါဒါပေမဲ့သူတို့ရလိုက်တာကတော့ပါရမီရှင်ကလေးတစ်ယောက်ပါတလာသားမှာတင်မျက်စိမြင်နိုင်စွမ်းပြည့်စုံပြီးကိုယ်တိုင်မောက်တာထိုင်တာလမ်းလျှောက်တာတွေလုပ်နိုင်ခဲ့ပါတယ်။နှစ်လသားမှာစကားပြောတတ်လာပြီးသုံးလသားမှာတော့ပြေးလွှားခုံပေါက်ပြီးတိုက်ခိုက်ရေးနည်းပညာတွေကိုကိုယ်တိုင်သင်ယူနေပါပြီ။မာကတ်စ်ကပါရမီရှင်ကလေးများဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုတွားကြည့်ပြီးမိဘတွေကိုယွန်တစ်ဆက်တန်းထောက်ပံ့ကြေးပေးတာကိုတွေးလိုက်ပါတယ်။ဒါကြောင့်ကျွန်တော်ကဒီစီစဉ်မှာချက်ချင်းစည်ရင်သွင်းဖို့မာကတ်စ်ကိုတောင်းဆိုခဲ့ပါတယ်။အွန်လိုင်းကနေလျှောက်ထားခဲ့ပေမဲ့အသက်နှစ်မပြည့်သေးလို့ရှောက်လွှာကိုညှင်းပယ်ခံလိုက်ရပါတယ်။မာကတ်စ်ကစိတ်ပူစရာမရှိဘူးလို့ပြောခဲ့ပေမဲ့ကျွန်တော်ကတော့လက်မခံနိုင်ပါဘူး။ဒါကြောင့်အိမ်မှာတင်လေ့ကျင့်မှုတွေနဲ့စာသင်ခန်းတွေကိုတနေကုန်အားတုံခွန်ဆိုင်လှုပ်ဆောင်ခဲ့ပါတယ်။ညနေမှာမီယာကပြားရည်ကျယ်လီလေးတုံးကိုထုတ်လာတဲ့အခါကျွန်တော်ကတစိတ်တစ်ပိုင်းတောင်းဆိုလိုက်ပါတယ်။မေသားကိုလည်းနည်းနည်းလောက်ပေးပါဦးလို့ပြောလိုက်ပါတယ်။မီယာကသူ့စီကနေတစိတ်တစ်ပိုင်းဖဲ့ပေးလိုက်ပါတယ်။ဒါကတော့တကယ်ကိုအရသာဆိုးပါတယ်။ဒါပေမဲ့တိုးတက်မှုအတွက်ကျွန်တော်အောင်ပြီးတောက်လိုက်ပါတယ်။အစမှာတော့အနံ့ကတကယ်ကိုဆိုးရွားပေမဲ့နောက်ပိုင်းမှာလဲချောင်းထဲကိုအပူရှိန်စီးဆင်းသွားပြီးထူးခြားတဲ့ခံစားမှုကိုပေးခဲ့ပါတယ်။စွမ်းအင်တွေတိုးတက်လာတာကိုလည်းတွေ့ရပါတယ်။နှစ်ပတ်ကြာလေ့ကျင့်ပြီးနောက်မှာတော့ကျွန်တော်ရဲ့ခြေသလုံးလှုပ်ရှားမှုနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေတိုးတက်လာခဲ့ပါတယ်။စနစ်ကဦးနောက်စွမ်းရည်တိုးတက်ဖို့လိုအပ်တယ်လို့ပြောတာကြောင့်ကျွန်တော်ရဲ့အမတ်အားလုံးကိုဦးနောက်စွမ်းအားမှာပဲအသုံးပြုခဲ့ပါတယ်။အဲဒီနောက်မှာတော့လောကကြီးဟာပိုပြီးပြတ်သားထင်ရှားလာပါတယ်။ကျွန်တော်ဟာကြောင်တွေနဲ့စကားပြောတတ်တဲ့ကျွဲဖို့ဂျေဟရိခါကိုလည်းတင်ယူခဲ့ပါတယ်။နွေရာသီရောက်တဲ့အခါမီယာကကျွန်တော်ကိုတခြားကလေးတွေနဲ့ပေါင်းတင်ဆက်ဆံတတ်အောင်ပန်းချန်ထဲကိုခေါ်သွားပါတယ်။တခြားကလေးတွေငိုယိုနေချိန်မှာကျွန်တော်ကတော့တိတ်ဆိတ်စွာနဲ့ပဲလေးလာနေခဲ့ပါတယ်။မိခင်အချို့ကကျွန်တော်ကိုလိမ္မာတဲ့ကလေးလို့ချီးကျူးကြပါတယ်။ကျွန်တော်ရဲ့အသက်6လပြည့်တဲ့အခါအရွယ်စားကနှစ်အရွယ်ကလေးတွေလိုဖြစ်နေပြီးကိုကာယစွမ်းရည်ကလည်းလူငယ်တွေထက်တောင်တာလွန်နေပါပြီ။ဒီနေ့မှာကျွန်တော်ကကိုကိုညလေးရဲဒေဗိုအဖြစ်တိုက်ခိုက်ဖို့တောင်းဆိုခဲ့ပါတယ်။ကိုကမယုံနိုင်တယ်လို့ကြည်နေပေမဲ့ကျွန်တော်ရဲ့တည်ငြိမ်မှုကြောင့်လက်ခံခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေကပိုပြီးထူးချွန်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်ကကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါကမာကတ်စ်ရဲ့မျှော်လင့်ချက်တွေထက်ပိုမိုကောင်းမွန်တဲ့တိုးတက်မှုဖြစ်လာတာပါ။မာကတ်စ်ကကျွန်တော်တို့နှစ်ယောက်အတွက်အထူးစားစရာတွေလုပ်ပေးပြီးဂုဏ်ပြုခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားပြီးအောက်တိုဘာလရောက်တဲ့အခါကျွန်တော်ရဲ့ပထမဆုံးမွေးနေ့ကိုရောက်ရှိလာပါတယ်။မာကတ်စ်နဲ့မီယာကမွေးနေ့သချင်းဆိုပြီးဂုဏ်ပြုခဲ့ကြပါတယ်။ကျွန်တော်ကတော့ပိုလင်းကိုကင်ပြီးတကြိုက်တဲတောက်လိုက်ကဆူတောင်းပြီးဖျောင်းတိုင်တွေကိုမှုတ်လိုက်ပါတော့တယ်